ဘဝမှာတိတ်ပြင်းနေလို့ရှိရင်လေဒီလိုငှက်မျိုးစားကိုလေတကောင်လောက်ဝယ်မွေးကြည့်လိုက်ပါနော်ကျမအာမအယမ်းခံတယ်မနက်ကသွားတာကျမရဲ့သပင်ကလှတာပါတာအဲ့သပင်ကိုတပင်ချင်းစီကိုသူဖွာတာကွယ်ကျမမအော်မချင်းမျက်နာလေးလဲကြိုက်ငကတ်တွေကိုလဲကြိုက်ကျမအင်ကြီးကျဲသီးတွေကိုလဲကြိုက်တောင်းချမ်းတာကြည့်အောင်အော်ပြီးတော့လေအဲ့ဒါကို तू ကပျော်ပြီးတော့တချင်းဆိုနေတာကျမအဲ့လိုလေးအော်နေတာကို तू ကအဲ့ဒါ तू စိတ်ဒုက္ခတွေကျမကိုပေးလိုက်ရတော့မှ तू ပျော်ပြီးတချင်းတွေလဲဆိုပြီးကလဲကအမကျမရဲ့ပထမပုံနဲ့အခုမကြည့် तू ဖွာလိုက်တယ်ကျမရဲ့နောက်ဆုံးလက်ပုံကိုလည်းအမကြည့်ကြပါအောင်ရှင်ဘလို့တောင်တောင်းချမ်းလဲဆိုတာလေကျမလေးဒီလိုငှက်မျိုးတစ်ခါမှဘဝမှာမတွေ့ဘူးတော်ကိုတောင်းချမ်းတာပါတကယ်မတက်နိုင်တော့လို့လေသပင်ကိုကောက်စီးထားလိုက်တာအဲ့ဒီကလစ်ကို तू ကြိုက်တာလေမကျေနပ်ဘူးကွယ်အဲ့သပင်မပြီလို့တဲ့တလား तू ကဒါကိုကင်တာကိုမြင့်သူ့သွားကင်တော့ तू အာတော်ပြဲတာပါအေးငါတကယ်သိလား